done and ngani to say to you is use the data set. How much the data set you don't mind or data set yale java but alone 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 စုစုပေါင်း26လုံးရှိတယ်။ဟုတ်ပြီနော်။ဆရာမတို့စုစုပေါင်း26လုံးရှိပါတယ်။အဲ့ဒီ26လုံးမှာသူဘာများလိုချင်တော့ကြည့်အောင်ကွယ်။ What is the median နဲ့မင်းတို့သိတယ် median ဆိုပြီးမှအလဲကိန်းအလဲတရကိန်းအရေးကြီးဆုံးကအလဲကိန်းကိုလိုချင်ရင်ငယ်စဉ်ကြီးလိုက်စီပြီးမှရှာလို့ရတယ်။အိုးဒါဆိုရင်ဒီကိန်းတိုင်းယူဆရာမကငယ်စဉ်ကြီးလိုက်စီဖို့လိုအပ်တာပေါ့။ဒါဆိုငယ်စဉ်ကြီးလိုက်ဆရာမအစအဆုံးမစီချင်ပါဘူး။အလဲတက်တဲ့မှာဘယ်သူကိုဆရာမတကယ်26လုံးကိုဆရာမအလဲတက်တဲ့ကိုလိုချင်တယ်ဆိုတော့ဆရာမ2နဲ့စားလိုက်မယ်။ဒါဆို2တက်လေး2 3လေးဒါဆိုရင်73ချိန်မြောက်ကိန်းဒီအလဲကိန်းဒါပေမဲ့စုံကိန်းဆိုမင်းတို့သိတယ်စုံဆိုရင်နှလုံးရှိတယ်ပေါ့နော်73ချိန်မြောက်ကိန်းနဲ့14ချိန်မြောက်ကိန်းအဲ့နှစ်ခုဒီအလဲကိန်းပဲသိကြတယ်ဒါဆိုဆရာမ73ချိန်မြောက်နဲ့14ချိန်မြောက်ကိန်းရှာမယ်နော်အငယ်ဆုံးကနေစကြည့်မယ်ကြည့်လိုက်ဆရာမဘယ်လိုစီတော့ဆိုတော့ဆရာမပြန်မစီပြင်းတယ်တလုံးအငယ်ဆုံးကနေစဖြုတ်နော်တလုံးပြီးသွားရင်တစ်ထပ်ပြီးတာတစ်ပြီးဘယ်သူစီမျိုးနှလုံးနော်လိုက်ကြည့်လိုက်ပါ3လုံးဆရာမဖြတ်နေပြီနော်3လုံးပြီးတော့ဆရာမ1 digit တွေလိုက်ရှာနေတာ3လုံးကုန်သွားပြီပြီးသွားရင်1နဲ့စားတဲ့ကောင်တွေ3လုံးပြီးတော့ဆရာမတို့4လုံး5လုံး6လုံး9လုံး10လုံးဆရာမအစင်လိုက်စီဖြတ်လာပြီနော်10လုံးပြီး2 digit 2နဲ့စားတဲ့ကောင်တွေတော့ပဲ10ပြီးတော့9လုံး10လုံး11လုံး12လုံးရောက်ပါပြီ73ချိန်မြောက်ကိန်းလာပြီ73ချိန်မြောက်ကိန်းဒီ28 14ချိန်မြောက်ကိန်းဒီ29ပါဒါဆိုရင်ဆရာမဒီ73ချိန်မြောက်ကိန်းဖြစ်တဲ့28နဲ့14ချိန်မြောက်ဖြစ်တဲ့29ပေါင်းပြီးတော့2နဲ့စားလိုက်ရင်ဆရာမလိုချင်တဲ့ဗာလေးရလာမှာလဲဆိုတော့မီဒီယန်လေးရလာမှာဟုတ်ပြီနော်ဆရာမဒီလိုပဲစီဝါလိုက်တယ်ပြန်ပြီးချမရင်းနေဘူးပေါင်းလိုက်တော့40 50ခွန်မှာ50ခွန်ကို2နဲ့စားတော့2နဲ့4နှစ်8လေး16နှစ်5လေး30ဆိုတော့28.5ဆိုပြီးတော့စီလေးရပါတယ်ရမယ်နော်ကျမတို့ဒီကိန်းလုံးကြီးက26လုံးလောက်ရှိတယ်26လုံးဆိုတော့ကျမတို့ကအလယ်မှာကိန်း2လုံးရှိတယ်ဘယ်နှလုံးလို့ဆိုတော့73ချိန်မြောက်ကိန်းနဲ့14ချိန်မြောက်ကိန်းအဲ့နှလုံးကိုပေါင်းပြီး2နဲ့စားရင်မီဒီယန်ရတယ်မီဒီယန်ရောက်တဲ့ဆိုတော့ငယ်စဉ်ကြည့်လိုက်စီရမယ်ဆိုတော့ကျမဒီမှာငယ်စဉ်ကြည့်လိုက်ဖို့အသေးဆုံးလေးကနေစပြီးတော့စီချလာလိုက်ပြီးချမကြီးပဲနဲ့73ချိန်မြောက်ကိန်းနဲ့16ချိန်မြောက်ကိန်းဒီ28နဲ့29ဒါဆိုရင်ပေါင်းပြီးစားလိုက်တော့အဖြေလေးဒီ28.5ရတယ်ကဲနံပါတ်6ကြီးကဘာကြီးလုံးကွာ histogram တဲ့histogram ကြီးကလည်းများလာပြီလား histogram ကြီးကတဲ့ဆွဲတဲ့အခါမှာတဲ့ grouping အုပ်စုဖွဲ့ပါတဲ့ the data တွေကို group လုပ်ပါတဲ့ by multiple or times ဆိုတာ10လုံးတွဲပေါ့နော်ဥပမာအဖြစ်1ကနေ10 17ကနေ20ကဲဆရာမဒီမှာအကျန်းလေးပေါ့နော်ဒါလေးဆိုရင်ဆရာမဒီနားလေးမှာရေးလိုက်မယ်နော်1ကနေ10 2ကနေ sorry ပါ1ကနေ10ပြီးပြီး2လည်းရ17ကစမှာပေါ့နော်1ကနေ10ပြီးတော့ရင်17ကနေပြန်စမယ်17ကနေ20ပြီးတော့ရင်21ကနေ30 grouping လောက်တာပေါ့နော်31ကနေ40ပြီးတော့ဒီမှာ grouping ထုတ်လိုက်မယ်41ကနေ50 51ကနေ60 61ကနေ80 81ကနေ80 81ကနေ90ဘာကြောင့်ဆရာမဒါလေးတက်တန်ဆွဲတော့ဆိုဆရာမအကြီးဆုံးကဒီမှာ80ခွန်တွေ့နေလို့เนาะဒါကြောင့်မို့ဆရာမ90ဒီဆွဲလိုက်တယ်ကဲပြီးတော့ရင်1ကနေ10အထိဘယ်နှလုံးရှိတော့မင်းတို့ကလိုက်ရည်ရမှာ1ကနေ10ကြားမှာဆရာမတို့ဘယ်နှလုံးတွေ့တော့ဆိုတော့
3လုံးတွေ့ပါတယ်ခုပါခုလိုက်ရေးလိုက်ပေါ့နော်1ကနေ10ကြားမှာ3လုံးရှိတယ်17ကနေ20ကြားမှာလိုက်ရေးလိုက်တဲ့အခါမှာ5လုံးရှိတယ်21ကနေ30ကြားမှာလိုက်ရေးကြည့်တဲ့အခါမှာ6လုံးရှိတယ်လိုက်ရေးပါနော်မင်းတို့31ကနေ40ကြားမှာရှိလိုက်တဲ့အခါမှာ5လုံးရှိပါတယ်41ကနေ50ကြားမှာ3လုံးရှိတယ်51ကနေ60ကြားမှာ2လုံးပဲရှိတယ်61နဲ့90ကြားလုံးဝမရှိဘူး81နဲ့80ကြားလုံးဝမရှိဘူး81နဲ့90ကြားမှာ2လုံးရှိတယ်89ရဲ့ဒီကြားထဲမှာ86နှလုံးပဲရှိတယ်โอเคပြန်ပေါင်းကြည့်ပါ26လုံးပြရမယ်3ရဲ့5ရဲ့ပေါင်း8 8နဲ့6နဲ့ပေါင်း14 5နဲ့ပေါင်း19ဒါဆို22 24 26ပေါင်းလိုက်ရင်26လုံးပြန်ပြရမယ်ဒါဆိုရင်ဒါ grouping လုပ်ပြီးသွားပြီ grouping လုပ်ပြီးရင်ဆရာမတို့ဘာဆွဲမှာတော့ဆိုတော့ဆရာမတို့ histogram ဆွဲမှာ histogram မင်းတို့ဆွဲတတ်ပါတယ်ဆရာမတို့အကြမ်းပဲဆွဲလိုက်မယ်ပေါ့နော်ဒါလေးကဘာလေးတော့ဆိုဆရာမတို့ grouping လုပ်ခဲ့တဲ့ကောင်လေးကိုရေးမှာဒါလေးကဘာလေးတော့ဆိုဒီဘက်က1 2 3 4 5 6လေးကိုရေးမှာပေါ့နော်ဆရာမတို့အကြမ်းမြင့်ပြောရရင်ဒီဘက်ကဒါလေးကတော့0ပြီးတော့ဒီဘက်ကဘာလေးတော့ဆိုခုနမင်းတို့ဆိုတဲ့1ဒီဘက်က frequency လေးပေါ့နော်ဘယ်နှခုတွေ့လဲဆိုတော့ကအများဆုံးမှာ6ခုလားမသိဆိုတော့1 2 3 4 5 6ဒါလေးကဆင်မတတိလေးပဲဆက်ပြလို့ရတယ်ပေါ့နော်ဒီဘက်ကကျတော့ဘာလုံးမလုံးမင်းတို့သိတယ်ပထမ grouping ဒီ1 to 10ဆိုတော့ဒီကြားထဲမှာပါလေးတော့ဆိုတော့ဒီမောင်ဆောင်းလေးရေးတာပေါ့နော်1 to 10ဒီလိုမျိုးလေးရေးတာပေါ့နော်ဒီနားလေးကကျတော့11 to 20ဒီလိုလေးရေးမယ်ဒီနားလေးကျတော့21 to 30ဒီနားလေးကျတော့31 to 40ဆင်မအဆုံးဒီမဆွဲတော့ဘူးเนาะဒီလိုလေးပဲဆွဲပြလိုက်မယ်3ခုလောက်ပဲဆွဲပြလိုက်1 to 10က3ခုရှိတယ်ဆိုတော့ဆင်မ1 to 10ကို3ခုဆိုတော့1 to 10ဒီ3ခုဆိုတော့ဒီနားလေးမှာဒီလိုလေးဆွဲလိုက်11နဲ့20ဒီ5ခုရှိရဆို11နဲ့20ဒီ5ခုဒီမှာဒီလိုလေးဆွဲလိုက်21နဲ့30ဒီ6ခုရှိတယ်ဆိုတော့21နဲ့30ဒီ6ခုဆွဲလိုက်31နဲ့40ဒီ5ခုရှိရဆိုတော့ဒီလိုမျိုးလေးဆွဲလိုက်ဒါလေးဆွဲတာကိုဘာလို့ခေါ်တော့ဆိုတော့ histogram လို့ခေါ်တယ်။ဒါမယ်လို့ထင်တယ်နော်ဒါလေးကိုဆင်မအဆုံးထိမဆွဲပြတော့ဘူးဒီလိုလေးပဲထားလိုက်ပါတော့မယ်။ကဲဒါဆိုရင်ဆင်မနောက်တစ်ပုတ်ကိုဆက်သွားပါတော့မယ်။ဖြတ်လိုက်မယ်နော် histogram ဒီလောက်ဆိုဆွဲတတ်ပြီ။ကဲဒါဆိုရင်နံပါတ်6ပြီးတော့နံပါတ်9လေးသွားမယ်။ which တဲ့ဘယ်ကောင်လေးပေါ့နော် of the data ဒီ data ထဲမှာဘယ်အကောင်လေးတွေကဘယ် data လေးတွေက might be consider ဆိုတာယူဆလို့ရတာ outlier ဆိုတာဆရာမတို့ပုံမှန်သွားနေကြကဏ္ဍမဟုတ်ဘဲနဲ့ဆရာမတို့ extreme number လို့ခေါ်တယ်အရန်ကိုကြီးအရန်ကိုသေး data ရဲ့ mean တန်ဖိုးပေါ့နော် average တန်ဖိုးကိုပြောင်းလဲသွားစေနိုင်တဲ့တန်ဖိုးအဲ့ဒီကောင်လေးကိုဘာလို့ခေါ်တော့ဆို outlier လို့ခေါ်တယ်မင်းတို့ data set လေးကိုပြန်ကြည့်လိုက်တစ်ကနေသူ့ဘာသူလာတာတစ်ကနေ10ကျော်ရှိရ20ကျော်ရှိရ30ကျော်ရှိရ40ကျော်ရှိရ50ကျော်ရှိတယ်ပြီးရက်လိုက်ရတော့မှ60ကျော်လည်းမရှိတော့80ကျော်လည်းမရှိတော့အဲ့ဒီမှာပြီးတော့ကျမှဘယ်သူထပ်ပေါ်လာအောင်ဆိုတော့မင်းတို့လည်းသိတယ်ခုနတွေက50ကျော်မှမရှိတော့ဘဲနဲ့50 52တိရှိပြီး60လည်းမရှိတော့80ရှိတော့ဘယ်သူရောက်လာအောင်ဆိုတော့ဟောဒီမှာ86နဲ့89ဒီကောင်လေးဒီပုံမှန်သွားနေကြ data တွေမှာခြုံပြီးထွက်နေတဲ့ကောင်လေးပေါ့နော်အဲ့လိုကောင်လေးကိုကျွန်တော်တို့ကဘာလို့ခေါ်တော့ဆိုတော့ outlier လို့ခေါ်တယ်ဒါကြောင့်မို့ဆင်မတို့ဒီ data set တွေမှာဘယ်သူတွေက outlier ဖြစ်နေလဲလို့ပြောရင်ဆင်မကနာပြောတယ်86နဲ့89နဲ့ဒီဒါဒီ outlier ဖြစ်နေတဲ့ data တွေပုံမှန်ရှိနေတဲ့ data တွေမှာခြုံထွက်နေတဲ့အကောင်ဒီလိုကောင်လေးနံပါတ်8ကကျတော့ if the median မင်းတို့ median ရှာခဲ့တယ် median ကတဲ့ good measure တခြားကောင်းတိုင်းတာကောင်းလားပေါ့နော်အဆင်ပြေလားပေါ့ of the center အလဲဘုံမှာရှိတဲ့ကိန်းကိုတိုင်းခဲ့တာ median ကမှန်ကန်တဲ့တိုင်းတာမှုတစ်ခုဟုတ်ရဲ့လားလို့မေးတာဟုတ်တာပေါ့ကျွန်တော်တို့ median ကိုငယ်စဉ်တီးလိုက်လေတခြားစီရဲ့အလဲမှာရှိတဲ့နှစ်ကောင်ကိုတခြားစားပြီးတော့မှရှာခဲ့တာဒါကြောင့်မို့ median ဒီသူ့ရဲ့ center ကိုတခြားတိုင်းနိုင်ခဲ့လားရှာနိုင်ခဲ့လားလို့ပြောရင် yes ရှာနိုင်တာပေါ့ပြီနော်ဒါဆိုရင်ဆင်မတို့ရှစ်ပုတ်ပြီးသွားပြီဒီမှာဆင်မကမိခွန်းလေးကအပေါ်ပြင်းပြင်းကြည့်နေရတယ်ပေါ့နော်ကဲဒါဆိုရင်ရှစ်တီပြီးတော့9:30ကိုသွားကြည့်အောင်ကွယ်ကဲ what is the mode of the data set ဒီ data set ရဲ့ mode ချိန်များကိန်းနဲ့
ကဲကြိမ်များကိန်းဆိုတော့ဆရာမတို့က2ကြိမ်3ကြိမ်ပါတဲ့ကောင်ပေါ့လိုက်ကြည့်လိုက်တဲ့အခါမှာကိန်းတွေအကုန်လုံးကဆရာမကြည့်လိုက်တော့တူတာတစ်ခုမှမပါဘူးတူတာတစ်ခုမှမပါရင်အကုန်လုံးဒီတစ်ချိန်ပဲပါတယ်ဆိုတဲ့အဓိပ္ပာယ်တစ်ချိန်ပဲပါတယ်ဆိုတော့မင်းတို့လည်းသိတယ် there is no mode ကြိမ်များကိန်းဆိုတာလုံးဝမရှိဘူးဆိုတဲ့သဘောဟုတ်ပြီနော်ဒါဆိုရင်နံပါတ်10 what is the range range ဆိုတာ range ကိုလို့ချင်းအကြီးဆုံးကဏ္ဍနဲ့ကအငယ်ဆုံးကဏ္ဍကိုနှုတ်ရတယ်ပြောမယ်နော် range ကိုလို့ချင်းအကြီးဆုံးကဏ္ဍနဲ့ကအငယ်ဆုံးကဏ္ဍကိုနှုတ်ရတယ် data set လေးကိုခုနကအမှတ်မိတော့သိကောင်းပါပဲအမှတ်မိလေးပြဿနာမရှိဘူးဆီမှာ data set လေးပြန်ပြမယ်ဟောဒီ data set လေးမှာအကြီးဆုံးကဏ္ဍလေးဒီဘယ်လိုလဲလို့ပြောရင်ခုနပြောတဲ့80ခွန်အငယ်ဆုံးကဏ္ဍဒီထိပ်ဆုံးကစတဲ့တက်လေးဒါကြောင့်မလို့ range ကိုလိုချင်ရင်အကြီးဆုံးကဏ္ဍနဲ့ကအငယ်ဆုံးကဏ္ဍကိုနှုတ်ဆိုတော့အကြီးဆုံးကဏ္ဍက80ခွန်အငယ်ဆုံးကဏ္ဍ1ဆိုတော့နှုတ်လိုက်တော့ဘယ်လောက်ရတော့ဆိုတော့86ပါဒါကြောင့်မလို့ဆရာမတို့ရဲ့ range လေးတွေဘယ်လောက်ရတော့ဆိုတော့86ပါဒါဆိုရင်ဆရာမ10ပုတ်တိပြီးသွားပြီပေါ့နော်ဒီ10ပုတ်ထဲမှာမင်းတို့ range ဆိုတဲ့သဘောတရားတွေ